AI တိုင်းဒေသကြီးပန်းတနော်မြို့နယ်မိသက်ဦးစီးမှုဥမမောင်ဦးရဲ့အနီးကကြီးကြပ်မှုဖြင့်ပန်းတနော်မြို့နယ်အတွင်းမှာ73စီအယောင်းဆိုင်များမိဘလုံခြုံရေးစစ်ဆေးခြင်းအားဒီနေ့မနက်ပိုင်းကမြို့နယ်မိသက်ဦးစီးမှုရုံးမှဒုတိယမိသက်ဦးစီးမှုဦးစီစေအောင်ဦးဆောင်ပြီးတပ်ဖွဲ့ဝင်များမြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများမြို့နယ်လျှက်စစ်ဝန်ထမ်းများမြို့နယ်စီပင်သားရေးအဖွဲ့မှဝန်ထမ်းများနဲ့တူပူးပေါင်းပြီးဆောင်ရွက်ပါတယ်ထို့သောစစ်ဆေးရမှာ73စီအယောင်းဆိုင်များနေဖြင့်မိသက်ဦးစီးဌာနရဲ့မိဘလုံခြုံရေးဆိုင်ရာစစ်ဆေးထောက်ခံချက် Fire Safety Certificate FSC ရယူလျှောက်ထားရန်ရယူပြီးသောဆိုင်များနေဖြင့် Fire Safety Certificate FSC လိုင်စင်တက်တန်းတိုးရန်မိဘလုံခြုံရေးသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိမရှိစစ်ဆေးခြင်းမိငိမ့်သက်ရေးပစ္စည်းကိရိယာများအသင့်အသုံးပြုနိုင်မှုရှိမရှိစစ်ဆေးခြင်းဝန်ထမ်းများအနေဖြင့်မင်းကြီးသက်ရေးပစ္စည်းကိရိယာများကျွမ်းကျင်စွာအသုံးပြုနိုင်ရေးစနစ်တကျလေ့ကျင့်ထားရန်နဲ့73စီများဖလှယ်ရမှာစနစ်တကျဖလှယ်ရန်များအားစစ်ဆေးအကြံပြုခြင်းများဆောင်ရွက်ခဲ့တယ်လို့သတင်းရရှိပါတယ်ခင်ဗျာ